pagi pagi siang tengah hari petang malam pagi siang tengah hari petang malam menit ကို pagi လို့ခေါ်တာပါ pagi 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 နေ့လယ်ဒါမှမဟုတ်နေ့ခင်းကိုကြတော့ siang ဒါမှမဟုတ်ရင် tengah hari နေ့ခင်းကိုပြောတာပါနေ့ခင်းကိုခေါ်တာပါညနေပိုင်းကိုကြတော့ petang လို့ခေါ်တာပါ petang ညနေခင်းညနေပါညကြတော့ malam လို့ခေါ်တာပါ malam pagi မနေ့ နေ့လယ်ကိုကြတော့ခေါ်နည်းတစ်မျိုးရှိပါတယ် siang ဒါမှမဟုတ်ရင် tengah hari siang လို့လည်းခေါ်လို့ရတယ်ခေါ်တဲ့လူလည်းရှိတယ် tengah hari လို့ခေါ်ချင်လည်းရပါတယ်နေ့လယ်ခင်းနေ့ခင်းကိုနေ့လယ်ကို siang ဒါမှမဟုတ်ရင် tengah hari အဲ့နှမျိုးကဘယ်ဟာပဲကြိုက်သုံးလို့ရပါတယ်ညနေပိုင်းကိုကြတော့တနာရီနောက်ပိုင်းနေ့လယ်တနာရီနောက်ပိုင်း6နာရီ9နာရီ6နာရီ9နာရီလောက်6နာရီထိလောက်ဆိုရင် petang လို့ခေါ်တာပါညနေနေပြီဆိုရင် malam လို့ခေါ်တာပါနော်ညနေနေပြီညနေတာနော်အခုကညနေချိန်ဆိုရင် malam လို့ခေါ်တာပါမနေ့ကို pagi နေ့ခင်းကို siang ဒါမှမဟုတ်ရင် tengah hari ညနေပိုင်းကိုကြတော့ petang လို့ခေါ်တာပါညနေကြတော့ malam လို့ခေါ်တာပါ subscribe လုပ်ပြီးကြပါဦးလို့